projector သာဝယ်ထားတယ်နေခင်းမဲ့ကြည့်ရင်အယောင်တွေလွင့်ပြီးဝါနေလို့အမြဲတမ်းအခန့်အောင်အမှောင်ချပြီးမှကြည့်ရလို့စိတ်ညစ်နေပြီလားအဲ့ဒီပြဿနာတွေအားလုံးကိုဒီ ALR လက်မတရားပိတ်ကအဆုံးသတ်ပေးပါလိမ့်မယ်သူကရိုးရိုးပိတ်ကားရလို့မဟုတ်ဘူးပတ်ဝန်းကျင်ကအလင်းရောင်ကိုဖျောက်ဖျက်ပေးနိုင်တဲ့နည်းပညာပါလို့မီးထိန်ထိန်လင်းနေတဲ့အခန်းမှာတော့ရုပ်ထွက်ကလုံးဝကြည်တောက်ရှင်းပဲလက်မတရားဆိုတော့ရုပ်ရှင်ရုံတရုံအိမ်ထဲတည်လာသလို feeling မျိုးနဲ့တက်ဆင်ရလည်းလွယ်လဲခောက်ရလည်းမထင်တဲ့ material ကိုသုံးမိထားတယ်သူ့မှာအားသာချက်ကြီးပဲရှိရလားဆိုတော့လဲမဟုတ်ပြန်အားနည်းချက်ကလည်းရှိတယ်သူ့ရဲ့အားနည်းချက်က view angle အနေနဲ့တဲ့ကြည့်မှသာ projector ရဲ့အကောင်းဆုံးရုပ်ထွက်ကိုမြင်ရမှာဖြစ်ပြီးတော့ဘေးဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်ဖုန်းတွေမှာမှန်မကွဲ privacy display ကတ်တယ်လို့မျိုးမှောင်နေမှာပဲဖြစ်ပါတယ်ဆိုတော့ရုပ်ရှင်ပဲကြည့်ကြည့် game ပဲဆော့ဆော့အိမ်မှာနေ TV ကြီးရှိရောက်နေသလို vibe မျိုးခံစားကျင်နေဆိုရင်တော့ favorite မှာရောင်းပေးနေတဲ့ ALR screen တွေကိုဝယ်ထားဖို့အကြံပေးပါတယ်ခင်ဗျာဆက်သွယ်မှာယူခြင်းနေဆိုရင်တော့ဖုန်းနံပါတ်39 4200 9331ကိုဆက်သွယ်စုံစမ်းနိုင်ပြီးတော့ဆိုင်ယုံလာဝယ်ခြင်းတဲ့ customer တွေအတွက်အခုပြထားပေးတဲ့လိပ်စာတွေမှာလာရောက်ကြည့်ရှုပြီးတော့ကိုယ်တိုင်စိတ်တိုင်းကြားရွေးချယ်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ